မင်္ဂလာပါမိတ်ဆွေတို့ဒီနေ့ကတော့ကျွန်တော်ဘယ်သွားမလဲဆိုလို့ရှိရင်ခောက်ဆွတ်ဖြစ်ပါတယ်ဒီကတော့ကျွန်တော်တို့လေစိမ့်နားမှာရှိတဲ့ The Lot Coffee ဆိုင်မှာခဏလေးထိုင်ပြီးတော့ကျွန်တော်တို့လေစီးတော့မှာဖြစ်ပါတယ် Where we gonna go? Oh. Where? Oh my god. Where we gonna go? Where we gonna go? Where? What? Where we gonna go? I don't know. အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ခီးတစ်ခုသွားမှာဖြစ်ပါတယ်အဲ့ဒါတော့ဝေးမဟုတ်ကျွန်တော်တို့ကျွန်းရဲ့ဒီအပြင်ဘက်ပေါ့နော်ကျွန်းပြင်ခဏလေးထွက်ပြီးတော့ဒီမှာစရဌာနီထဲမှာရှိတဲ့နာမည်ကြီးတဲ့နေရာတစ်ခုသွားမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကဘယ်နေရာလဲဆိုတော့ကျွန်တော်တို့လိုက်ကြည့်ပြပါဦးဘယ်လိုလုပ်ကြတော့ကျွန်တော်လေပေါ်မှာရောက်နေပြီနေကင်းလောက်တော့ဟိုဘက်ကျွန်းဟိုဘက်ကန်ရောက်မှာပေါ့နော်ကန်ရောက်ပြီးတော့ကျွန်တော်တို့လောလောဆယ်ဒီနေ့ညတော့ကျွန်တော်တို့စရဌာနီမှာတညအိမ်ပဲအိမ်ပြီးတော့မနေ့ပြန်နေ့ကျရင်ပဲသွားမလဲဆိုတာလိုက်ကြည့်ပြကြပါဦးဒီကတော့ကျွန်တော်တို့ဒါဟိုဘက်ကန်ရောက်ပြီးတော့ဒါနေ့လည်စာစားနေတာဖြစ်ပါတယ်စားကြပါဦး อยากสั่งกลับบ้านดิอยากสั่งน้ำพริกกลับบ้านก็รสชาติก็ดีอ่ะก็กินได้ เปรี้ยวแต่ดีนะ เปรี้ยวแต่อร่อยเปรี้ยวกับครบรส ကျွန်တော်တို့နေ့လည်စာစားပြီးတော့ကန်ချနာတစ်မြို့ထဲမှာရှိတဲ့ coffee ဆိုင်လေးတစ်ဆိုင်အောင်သွားခဲ့ပါတယ်နာမည်လေးက Hanna ဖြစ်ပါတယ်သူကတော့ matcha တွေကိုအဓိကထားပြီးရောင်းတာပေါ့နော်ဆိုတော့ဒီမှာသူ့ရဲ့sun decoration တွေလည်းအရန် cutie ဖြစ်တယ်ပြီးတော့သူတို့ဒီမှာ matcha လုပ်နေတဲ့ဟာကိုလည်းကျွန်တော်ဗီဒီယိုလေးရိုက်ခဲ့ပါတယ်ဒီ coffee ဆိုင်ကနေပြီးတော့ကျွန်တော်တို့ဆိုရဌာနီကိုဆက်